မို့မှာနာမည်ကြီးနေတဲ့ဒေါ်နီငါးဥမိုးဝင်းငါသွားစားကြည့်မိုးဝင်းငါလေးကိုငါးဥငဖဲအိုးဘဲဥအကျော်ဆုံးထည့်စားလို့ရတဲ့ဆိုင်ဆိုပါတော့ဒီဆိုင်ကနှစ်ပေါင်း30နီးပါးတက်တန်းရှိပြီးတော့မန္တလေးရဲ့အိုးဘတ်ဂိုးရဲ့တမိုးငါဆိုဒီမှာလဲရန်ကုန်မြောင်းမြတဝဲအမျိုးမျိုးပုံစံတွေကွဲပြီးတော့ကိုကဟင်းအရေးအကျဲအပြစ်ဘလို့ပုံစံကြိုက်တာလေးမှာစကားပြောရဲတယောက်တစ်ယောက်အကြိုက်ချင်းမတူကြဘူးဒီဒေါ်နီမိုးဝင်းငါရဲ့ဟင်း type ကနည်းနည်းလေးပြစ်တဲ့ဘက်ကိုသွားရဲစားရတာလဲအရသာကွဲထွက်နေရမျိုးတွေ့ရရုပ်သီးမုတ်ပကံကိုလည်းဟောတလို့စလုံးလိုက်ကြီးချပေးထားတဲ့အတွက်မွေးငါဆိုဆက်ဆက်လေးမှစားကျင်တဲ့သူတွေအတွက်အန်တိုက်မွေးငါကိုငါဥလေးထည့်စားရရတာကတ်စိမ့်စိမ့်လေးနဲ့ဟင်းရည်အရသာကိုပူပြီးကောင်းမွန်အောင်စပူတင်းပေးနေရလို့ရှောရခံစားရတယ်အဲ့ဒါကိုမှတံမြာသီးလေးညစ်ငရုတ်သီးလေးနဲ့နန်းနန်းမင်းလေးထည့်လိုက်တော့မှမွေးငါရဲ့အနှံ့အရသာတက်ရှောမပြောရတော့မန္တလေးမြောက်ပြင်ဘက်မှာတော့အန်တီတော်နေမွေးငါရစိတ်ပြီးတယ်မွေးငါပြင်ဟော့တလို့အချိုတဲဖို့စနွင်းမကင်းလေးလည်းရတယ်မန္တလေးမှာညီမမုံနေရတော့မျက်စိမိတ်ပြီးစားလို့ရတဲ့အထီကိုကောင်းတယ်ဆိုင်ရှိမှာကြံရည်ဆိုင်လေးလည်းရှိရညနေခင်းတငယ်ချင်းတွေနဲ့မွေးငါလေးစားကြံရည်လေးတောက်ရင်ပပပဆုံလို့ရတယ်ဆိုင်ကညနေခင်း3နာရီခွဲလောက်ဆိုစားရပြီညနေဆိုလူကိုစီးလို့မွေးငါအောင်မနှက်စာဖြစ်လဲစားလို့ဒီလိုညနေခင်းတေးစားဖြစ်လဲစားကြရင်ညီမမှန်ရင်တော့မွေးငါနဲ့မကင်းလို့ကြိုက်လေးကြိုက်ကြရင်ဟုတ်အားကြောင့်မန္တလေးရသူရောမန္တလေးရောက်ရန်ကုန်သူရောညနေခင်းမွေးငါဆိုင်ရှာနေရင်မန္တလေး89လမ်းနဲ့17လမ်းအေထောက်မှာတဆိုင်ရှိရနော်